Hello guys အားလုံးမင်္ဂလာပါရှင်ညီမတို့ချေပါဒီနေ့မှာတော့လူတွေတင်းမရောက်ဘူးလေထူးဆန်းတဲ့နေရာတစ်ခုညီမလိုက်ပြပြမှာဖြစ်ပါတယ်အဲ့ညီကကားနဲ့တော်လို့ရရိုင်းတော်လို့ရပါတယ်ဒါပေမဲ့ညီမတို့ကားနဲ့တော်ပြိုက်ပါတယ်နော်ဒီနေရာကျတော့ညီမတို့စက်ကရိုက်မယ်ဆိုဖြစ်မနေပါတဲ့နေရာလေးတစ်ခုလည်းဖြစ်တယ်ပေါ့နော်အဲ့ညီကနဲ့အဲ့ညီကမှရှိရပါတော့ရှေ့ဝလာမသိဒါကျမတို့အเจ้าမှရှိရဖြစ်ပါတယ်ကြည့်ပြကြပါအောင်ရှင်ညီမရဲ့ဒီရက်ပိုင်းညီမပြောထားရပါအခြားစကားတွေတွေ့မယ်ဆိုတော့ညီမ story စဉ်းစားရရင်ခေါင်းရှုံလို့ပေါ့နော်ညီမဒါလေးကိုတင်လိုက်တာဖြစ်ပါတယ်ညီမရလိုက်မယ်ပေါ့နော်ဒီမှာတော့ညီမမြင်မြင်ရုပ်ထားပါတယ်ဘာလို့လဲဆိုတော့ညီမမှာပြောတော့ပါပြောရဘယ်လိုတိမှာမဟုတ်လားဘယ်လိုက wifi တမားကြီးဆိုတော့ဒါတော့ဆရာမခန်းမှာရှိရပါဒီခန်းရောလွင်တိကြမယ်ထင်ပါတယ်အဲ့အောင်မှညီမတို့ကပေါ့နော်အစိမ်းရောင်ထိုင်ကုန်လေးတာခေါ်စောလာပါတယ်အစိမ်းရောင်ထိုင်နေနေရလေးလေယူတိပါရဲ့နောက်တော့ US ဆရာကြီးတွေအဲ့အရင်လောက်ရပါတယ်ဒီဇက်လေးနေပေါ့နော်အဲ့လေးမှဒီမှာထိုင်လိုက်ပါလေထိုင်ပြီးတော့ပေါ့နော်အဲ့ဟာကိုနေရာရွှေ့ရပေါ့နော်ဟိုရွှေ့ဒီရွှေ့ပေါ့ဒီမောင်ကြီးကညီမမပြလို့ဆိုတော့ယူလို့လည်းတီးကြပါရဲ့ထင်ပါရဲ့ရှင့်ဟိုရွှေ့ဒီရွှေ့ပေါ့နော်ရွှေ့အဲ့လိုရွှေ့တယ်ပေါ့နော်အဲ့လိုရွှေ့ပါဆိုလို့ရှိရင်အဲ့လိုထားရတော့နေရာလေးရောက်သွားပါတယ်အဲ့နေရာတကယ်ထူးကြပါရဲ့ဘာလေးတော့ညီမမသိပါဟိုကောက်ဆောင်ရည်လေးပညာကြီးတော့ညီမမသိပါဒီမှာဓာတ်ပုံလေးရှိရပေါ့နော်ဒီမှာပါဒီခါကြီးရဖို့လို့မရဘူးပေါ့နော်ဒီနေရာလုံးဝမရောက်ဘူးလို့ညီမညှော်လင်းပါလေရှင်တည့်ရဆိုလည်းညီမ comment မှာတစ်ခါပြောပြရပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်ရှင်